မင်္ဂလာပါပုံညာမှာဒီနေ့လေကျွန်တော် UPS နဲ့ Synology NAS နဲ့ဒီချိတ်တာလေးစမ်းတာပေါ့နော်အဲ့ဒါလေးကျွန်တော်လုပ်ပြပါမယ်ဗျဟုတ်အဲ့တော့ကျွန်တော်30နဲ့ပဲ Synology တဲ့က Control Panel ထဲမှာ Power Hub Hardware Power ပေါ့နော်အဲ့ဒီမှာUPS ဒီမှာဒီဟာလေးတင်ခဲ့ပဲ Enable UPS Support ပေါ့နော်အဲ့ဒါလေးတင်ခဲ့ပေးမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်က3ခုပေါ့နော် USB နဲ့လည်းရတယ် USB နဲ့ UPS ကိုချိန်ပြီးတော့power backup လုပ်လို့ရလို့ SNMP ဆိုတော့ဒီ IP နဲ့ပေါ့နော် SNMP ကန်နဲ့လည်းရတယ်နောက် Synology ပဲ3ခုလုပ်လို့ရပါတော့အဲ့တော့ကျွန်တော်အခုကUPS မှာလည်း network ထူထားတဲ့အတွက်ဒီ SNMP နဲ့ကျွန်တော်ပေါင်းမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာပေါ့နော် device ရဲ့ဒီ UPS IP address ကကျွန်တော်ဒီမှာထည့်မယ်ကျွန်တော် ABC UPS ဆိုတော့ auto လို့ပဲရတယ်ကျွန်တော် ABC ထည့်မယ်သူကတော့ SNMP version က123 support လုပ်တယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ရဲ့ UPS ရဲ့ IP ပေါ့နော် okay UPS IP ကိုလည်းကျွန်တော်UPS ရဲ့ pin ပြန်နေပြီဆိုတော့ဒီမှာ UPS ရဲ့ IP လေးထည့်မယ်โอเคကျွန်တော်ကတော့စမ်းလာဆိုတော့เนาะ version 1နဲ့ပဲကျွန်တော်ပြစ်လိုက်မယ်เนาะအဲ့တော့ SNMP communication နဲ့ UPS no UPS connect ဆိုပြီးဒီမှာတော့ပြနေအဲ့တော့ဒါက Synology ဘက်ချမ်းပေါ့เนาะကျွန်တော်တို့ဒါခု UPS ဘက်ချမ်းကိုသွားမယ်ဒါကျွန်တော် UPS ပေါ့เนาะကျွန်တော်စမ်းထားတာ easy UPS 1K IP နဲ့စမ်းထားတယ် AB9544 ထည့်ထားတယ်ပေါ့เนาะ network ကတော့ AB9544 ထည့်ထားတယ်โอเคဒီမှာကြတော့ UPS ဘက်ချမ်းမှာဘာ configuration လုပ်ပေးဖို့လိုလဲဆိုတော့ကျွန်တော်တို့က SNMP ကိုသွားပြီးတော့ဘာကျွန်တော် profile လေးသွားစောက်ပြရအောင်အဲ့တော့ဟုတ်ပြီဒါ UPS ဆိုတော့ configuration တွေကကျွန်တော် network တွေကဒီမှာဗျသူကတော့ SNMP version 1နဲ့3ပဲဆိုပေါ့ကျွန်တော်စမ်းတာတော့ version 1နဲ့ပေါ့နော်အဓိကဒီ access မှာကျွန်တော်တို့သွားပြီးတော့ enable သွားလုပ်ပေးရမယ် SNMP version ကို default တော့ကျွန်တော် disable လေးထားတာဗျာ version 1 or version 2တော့အဲ့တော့ဒီမှာ enable လုပ်ပေးမယ် version 1 enable လုပ်ပေါ့အဲ့တော့ तू ကတော့ reboot လုပ်ဖို့လိုတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ပြန်ထွက်မယ်ပြီးသွားရင် profile လေးတစ်ခုပြန်စောက်ပေးမယ်ဒီမှာ access control တဲ့ကျွန်တော် profile တစ်ခုထပ်စောက်ပေးရတယ်ဗျာဒီ profile ထဲမှာဒီ Synology မှာဒီမှာ communication မှာတွားပြီးတော့ချိန်မှာပေါ့နော်အဲ့တော့ဒါ default တော့လို့ဆိုတာအဲ့တော့ကျွန်တော် profile တစ်ခုကိုရွေးလိုက်မယ်အဲ့တော့ communication name ဆိုတော့ test ပေါ့နော်ကျွန်တော် test ပဲရေးလိုက်မယ်အဲ့တော့ host IP ကကျွန်တော် Synology ရဲ့ IP ကျွန်တော် Synology ရဲ့ IP လေးကျွန်တော်ထည့်လိုက်မယ် Synology IP ကတော့ကျွန်တော် Synology IP အဲ့တော့ဒီမှာကတော့ version က right plus ဆိုတော့ပေါ့နော် access မှာကတော့ပို့လို့ခြင်းတဲ့ဟာကျွန်တော်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါလည်း apply လုပ်လိုက်မယ် okay ဒါဆိုကျွန်တော် communication က test ဒါလည်း enable လုပ်ပြီးသွား okay စနversion 1 enable လုပ်တဲ့အခါမှာ reboot လုပ်ဖို့လိုတယ်ဆိုတော့ reboot ဆိုတာကျွန်တော် UPS ကို reboot ချလိုက်တာတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဒီမှာလေ network ကတ်လေးကိုပဲကျွန်တော်တို့ reboot လုပ်လိုက်မှာအဲ့တော့ဒါလေးကို reboot လုပ်လိုက်ပြီးတော့ခဏစောင့်လိုက်ပါဘောနော်ဒါဆို reboot လုပ်လိုက်မယ်အဲ့တော့ဒီမှာဒီ Synology ဘက်အချမ်းမှာကျွန်တော် version 1နဲ့သွားမယ်ဒီမှာ communication SNMP communication မှာစနရေးထားတဲ့ ESD test ပေါ့နော် test ဟောဖြစ်တာပဲခဏလေးစောင့်ပေးပြအောင်ဘက်က reboot ပြန်တက်လာရင်ကျွန်တော်တို့ဟုတ်တယ်ဒီတော့ဟုတ်ပြီ network ကလည်းnetwork ကလည်း160ပဲကျွန်တော် DHCP စမ်းတာဆိုတော့ DHCP ပဲပေးထားတယ်တကယ် operation မှာသုံးမယ်ဆိုတော့ဒါ static IP နဲ့သွားပါတော့။ Okay ရပြီလားမသိဘူး။ Okay ဒီမှာရပြီပေါ့နော်။ reboot ချလိုက်တာပြန်တက်လာပြီပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်။ဒါဆိုကျွန်တော်ဒီ Synology ဘက်အချမ်းပါပေါ့နော်။ Synology IP နဲ့သွားမယ်။ကျွန်တော် UPS ရဲ့ IP လည်းထည့်ပြီးပါပြီ။ MIP ဆိုလဲauto လည်းထားလို့ရတယ်ကျွန်တော် auto ထားလိုက်လို့လည်းရတယ်ကျွန်တော်တို့ ABC ဆိုပြီးတော့ version 1နဲ့သွားမယ်။ Okay ဒါ apply ပေါ့နော်။ Okay ဒါဆိုသူရှာနေပြီ။သိသွားပြီဗျာเนาะဒီမှာဆိုရင်ဒါဆိုချိတ်သွားပြီလို့ပြောလို့ရတာပေါ့เนาะကျွန်တော် UPS နဲ့
ဒီ technology နဲ့ချိန်သွားပြီဒီမှာဆို device information တွေပါရအစားကျွန်တော်အကုန်ပေါ်နေတယ်ပေါ့နော်အဲဆိုကျွန်တော်တို့ဒီ SNMP နဲ့ချိန်တာဒါမှန်တယ်ပေါ့နော်အဲ့တော့ဒီမှာဆို battery တိုင်းတွေပါရအစားကျွန်တော်တို့ဒီ technology မှာဝင်ကြည့်လို့ရတယ်သူ computation တော့ time before တဲ့ decision under standby မှုကကျွန်တော်တို့ battery က low ဖြစ်နေ battery ကုန်တော့မဲ့အချိန်မှာဆိုကျွန်တော်က technology ကို standby မှုထားလိုက်တယ် standby မှုဆိုရင်သိကြတယ်hard disk တွေလည်းsleep မှုဖြစ်သွားတာပေါ့နော်အဲ့တော့တကယ်လို့ဒါချိတ်ထားတဲ့ UPS ကချိတ်ထားတဲ့ UPS က down wire တော့မှဒီ technology မှာ effective မဖြစ်ဘူးပေါ့နော်အဲ့ဒါသိပါဗျ okay နောက်ဆို customize လည်းကျွန်တော်ထားလို့ရတယ်ဒီ low battery ဖြစ်နေတဲ့အချိန်မှာဆိုရင်ဒါပါနော် hourly ပဲထားဒါပါတော့2နာရီမှာ low battery ဖြစ်ရင်ဒါ standby မှုဖြစ်ဆိုပြီးတော့ကျွန်တော်သွားလို့ရတယ်standby မှုဆိုတော့ all ဒီမှာလည်းသူ standby မှုဆိုတော့ပါဆိုရဲရေးထားတယ်ပေါ့နော် all service ကတော့အဓိကတော့ကျွန်တော် technology ကို power ဒုံးနဲ့ပြတ်သွားတဲ့အချိန်မှာ technology hard disk မနာအောင်လို့ကျွန်တော်ဒီဟာလေးဒီလိုမျိုးလေး configuration လုပ်ကြတာများတယ်ဗျဟုတ်ဒါဆိုကျွန်တော်ချိန်ထားတာမှန်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဓိကတော့ကျွန်တော်ဒီ ABC ရဲ့ network ကမှာကတော့ version 1 or version 3ရောကလေdisable တွေလုပ်ထားတာပေါ့နော် default disable ဆိုတော့အဲ့လိုဒီ ABC နဲ့သုံးမယ်ဆိုရင်တော့ဒီမှာဒီ version 3ရော version 3ရော version 1လို့ပေါ့နော်အဲ့ဒါလေးတွေလာပြီးတော့ enable လာလုပ်ပေးဖို့လိုတာပေါ့ဗျာပြီး profile ဆောက်ဒါတော့ပုံမှန်တိုင်းပဲเนาะ version 3ဆိုကျွန်တော်တို့version 3ဆိုကျွန်တော်တို့ဒီမှာ password တွေဟိုဟာတွေလိုမဲ့ဟာတွေပေါ့နော်သူကျွန်တော်တို့လွယ်တဲ့ဟာတွေပဲကျွန်တော်စမ်းပြလိုက်တာပါဗျာ version 3ဆိုကျွန်တော် user profile ဆောက်မယ်ပြီးသွားရင် device control မှာဆိုကျွန်တော်ပေါ့နော် MIB တို့ဟိုဟာတွေပါလိုတာတွေအများကြီးပဲရှိတယ်ဗျာဟုတ်ကဲ့ကျေးဇူးပါ